အစင်ပြပါတယ်ပဲပြောဆိုတဲ့ကောင်းစလေးပါလူတယောက်နဲ့တယောက်နဲ့တွေ့တဲ့အချိန်မှာတယောက်နဲ့တယောက်မေးကြတယ်အစင်ပြေလားလို့မေးကြတယ်အဲ့ဒီအခါမှာကိုကအစင်မပြေတဲ့အခါကြလို့ရှင်တိတ်အစင်မပြေဘူးလို့ဖြေချင်တာပေါ့ပြန်ဖြေချင်ပေမဲ့နားထောင်တဲ့သူကအဲ့အစင်မပြေဘူးလို့ကြားလိုက်ရင်မနစ်သက်ဘာကြောင့်မနစ်သက်တာလဲဆိုတော့သူလည်းပဲအစင်မပြေတာတွေကြုံနေတဲ့အတွက်ကြောင့်မလို့မကောင်းတဲ့သတင်းကိုကြားလိုက်ရတယ်လို့ဖြစ်သွားတယ်ဒါလူတိုင်းသိတယ်ကိုယ့်ကိုသူများအစင်မပြေဘူးပါလို့ပြောလို့ရှိရင်အဲဒီစကားကြားလိုက်တဲ့အချိန်မှာပျော်ရွှင်မှုနဲ့စိတ်ညစ်မှုပိုလွှမ်းသွားတတ်တယ်အဲ့တော့ကိုယ်ဘလို့ပဲအခက်အခဲဖြစ်နေပါစေကိုယ်ဘလို့ပဲအစင်မပြေဖြစ်နေပါစေတွေ့တဲ့အချိန်မှာတော့သတင်းမေးတဲ့အချိန်မှာတော့ပြေပါတယ်လို့ပဲပြောဘာကြောင့်လဲဆိုတော့တစ်ဖက်သူကကိုယ်စိတ်ဝင်စားလားစိတ်မဝင်စားလားလဲကိုမသိဘူးလေစိတ်ဝင်စားလို့မေးတာလားဝိจิตတန်ကြီးမေးတာလားကလည်းရှိသေးတယ်အဲ့တော့ကိုကအဆင်ပြေပါတယ်ပဲပြောရတနည်းအားဖြင့်အဆင်ပြေပါတယ်လို့ပြောလိုက်တဲ့အတွက်ကြောင့်မင်္ဂလာလဲဆောင်လိုက်တယ်လို့ဖြစ်တယ်နမိတ်ဆောင်လိုက်တယ်လို့လည်းဖြစ်တယ်အဲ့တော့နမိတ်ဆောင်တယ်လို့မျိုးတွေဖြစ်အောင်လို့ကိုဘာသာကိုလည်းစိတ်ထဲကနေအဆင်ပြေတယ်ဘလို့ပဲဖြစ်ဖြစ်အဆင်ပြေတယ်ဒီစိတ်ကိုမွေးမြူရတယ်လောကဓာတ်ကိုရင်ဆိုင်လာပေါ့လေအဲ့တော့ဘလို့ပဲဖြစ်ဖြစ်အဆင်ပြေတယ်ဘလို့စားရတယ်အဆင်ပြေတယ်ဘယ်လိုနေရာမှာအိပ်ရမှာရတယ်အဆင်ပြေတယ်အခိုက်အတန့်ကာလတွေကိုသိပြီးတော့ခံစားမနေအဆင်ပြေတယ်အဲ့ဒီအဆင်ပြေပါတယ်ဆိုတော့စိတ်တွန်းအားအရန်အလုပ်ဖြစ်တယ်ဘုန်းကြီးတို့တွေလည်းဘယ်လိုမှထွက်ပေါက်မရှိတဲ့စိတ်ညစ်စရာအကောင်းဆုံးကာလတွေကြော်ဖြတ်ခဲ့တာပေါ့အခုအစိမ့်ညစ်စရာမရှိဘူးလားဆိုတော့ရှိလာပေါ့လူတွေအများကြီးနဲ့လှုပ်နေတပည့်တွေကလည်းအများကြီးအဲ့တပည့်အများကြီးကတယောက်တစ်ပေါက်လေအဲ့တော့သူတို့ကိုကြည့်နေရင်တော့စီးလုံးနေကြညင်ညွတ်နေကြတာပါပဲဒါပေမဲ့တယောက်ကိုတစ်မျိုးတော့ခြုံရင်းချက်ရှိနေတာပဲအဲ့တော့ခြုံကြည့်လိုက်အဆင်ပြေတယ်ဘယ်လိုနေလဲအဆင်ပြေတယ်အဆင်မပြေဘူးလို့ညင်းနေတော့လေဒီအခြေအနေကပြောင်းလဲသွားတာမဟုတ်အဆင်မပြေဘူးလို့သူများကိုပြောလိုက်တော့လေသူများကလည်းဝမ်းသာတာလည်းမဟုတ်ဘူးကိုယ့်ရဲ့အဆင်မပြေမှုကိုစိတ်ဝင်စားတာလည်းမဟုတ်ဒီလိုဆိုတဲ့အခါကျတော့ကိုယ်တိုင်လည်းပဲနမိတ်ဆောင်တဲ့အနေနဲ့အဆင်ပြေတယ်ပဲပြောစိတ်ထဲမှာလည်းအများရမယ်ငါအဆင်ပြေတယ်ငါအဆင်ပြေတယ်ပေါ့အဆင်မပြေဘဲနဲ့ဗျာအဆင်မပြေတာကြီးကိုတော့အဆင်ပြေတယ်လို့ပြောမနေနိုင်ပါဘူးဆိုတော့စမ်းကြည့်လိုက်ပါအဆင်မပြေတဲ့အချိန်မှာဘုန်းကြီးဆိုတာလက်တွေ့ပဲအဆင်မပြေတာတွေများလာပြီအခက်အခဲတွေများလာပြီဆိုထိုင်ကြီးမလားရတဲ့အနေထားကိုလက်ခံလိုက်မလားအမြဲတမ်းကိုမေးတယ်ထိုင်ကြီးလိုက်ခြင်းစိတ်ပေါက်သွားတဲ့အချိန်မှာတခါတည်းစိတ်ကမှိုင်းကြသွားတာအမဲအမောင်တုတခါတည်းဖုံးသွားတာမပြောတော့ညီးလိုက်ခြင်းတဲ့အချိန်ပေါ့အစမပြေဘူးကွာလို့ကိုယ်စိတ်ထဲမှာဖြစ်တုံးရှိသေးတယ်သူများကိုထုံမပြောသေးဘူးသူများကိုထုံမပြောခင်မှာကိုအမောင်တုဖုံးလန်းသွားတယ်စိတ်ကမှိုင်းကြသွားတယ်လမ်းဆန်းမှုမရှိတော့ဘူးတက်ကြွမှုမရှိတော့ဘူးဒီအတိုင်းသွားလို့မှမရတာကိုဆက်ပြီးတော့ရှောက်နေရအောင်မဲ့သူဆိုတော့အဆင်ပြေတယ်ဒီလိုမျိုးစိတ်ထဲမှာအဲ့တော့တွေးတဲ့လူတိုင်းအောင်လည်းပြုံးပြလိုက်တယ်အဆင်ပြေတယ်မေးတယ်သတင်းမေးကြတယ်ဘုံဘုံအဆင်ပြေလားပြေးတယ်အဲ့မှာအားတွေပြန်ဖြစ်တယ်အလိုလိုအခုစမ်းပဲကြည့်တယ်စကားတစ်လုံးကိုပြောတာကမှအဆင်ပြေလားပြေးတယ်အားတက်သွားကိုဘာတော့ကိုအားတက်သွားအဲ့တိုင်းသွားတယ်အဲ့တိုင်းမသွားလို့ရှိရင်တော့ကြုံနေမှာတနေ့တစ်မျိုးကြုံနေမှာပဲတနေ့တစ်မျိုးအဆင်မပြေတာတွေရှိနေမှာပဲအဆင်မပြေတာတွေရှိနေတဲ့အရာတွေကိုထိုင်ကြီးနေတဲ့အခါကျတော့ကိုယ်ပဲစိတ်တွေပို့ပြီးတော့စိတ်ထောင်းကိုကြည်ဖြစ်လာတာပဲရှိတယ်အဲ့တော့ပြောနေမှာပေါ့ဒီတနေ့မွေးတနေ့ဘာသာရေးလှုပ်တဲ့ဘက်ကလည်းလှုပ်တယ်တစ်ဘက်ကလည်းစိတ်ကအဲ့လိုတတိမွေးထားလိုက်တယ်ရတယ်ကျုံတို့ရင်ဆိုင်မယ်ကျုံတို့ရင်ဆိုင်မယ်ကျုံတို့သွားမယ်အဆင်ပြေတယ်အရန်ကောင်းတယ်မင်္ဂလာတွေကိုမင်္ဂလာနမိတ်တွေကိုဆောင်ကျင်းလိုက်တယ်လို့ပဲဟောတော့တကယ်ရောအဆင်ပြေသွားလို့လားဗျာစိတ်အဆင်ပြေသွားတယ်လေစိတ်အဆင်ပြေသွားရင်ပြီးတာပဲစိတ်ကငပိရေကြီးနဲ့စားရတယ်ဟဲ့လို့ပြောနေတဲ့အချိန်မှာကြံတဲ့အဆိုးဓာတ်တွေပါလွှမ်းမိုးလာတယ်ငပိရေလည်းကောင်းတယ်ရတယ်စားမယ်ထမင်းဝါဖို့ပဲရေးကြည့်တယ်အဲ့ထမင်းအဆင်ပြေနဲ့ဝင်သွားတာပဲအိုက်ဝါသွားတာပဲဒါပဲမြင်နေရတဲ့အရာထိတွေ့နေတဲ့အရာကိုချက်ချင်းအားလုံးနှလုံးသွင်းပြောင်းကြည့်လိုက်တော့ကောင်းတယ်
အဆင်ပြေတဲ့သူတွေကိုဘေးနားမှာကောင်းတဲ့သူတွေမရှိဘူးဒီလိုလဲကောင်းတာပဲရတယ်ဒီလောက်ကောင်းဒီတဲ့တော့ကောင်းတဲ့လူတွေ့မှာမဟုတ်တော့ဘူးဒီလိုလဲကောင်းတယ်ရတယ်ဆက်လျှောက်လို့ရနိုင်အဆင်ပြေတာပဲအဲ့ဒါဘဝနေပဲဘုန်းကြီးဒီတိုင်းနေနေတာပဲအဆင်မပြေတော့ရက်ဒေတာကြီးမှာအဆင်ပြေတယ်ဆိုပြီးတော့ပဲဒီလိုပဲနေနေတာပဲပြေတယ်လေအဲ့တော့အခုလေးပြေတာပဲအဲ့တော့ကဘာသူကဘာသားပေါင်းကိုယ်စိတ်ကိုပဲကိုညှစ်တင်ပြီးတော့ဘယ်တော့မှစိတ်တမကြပဲနဲ့ကိုယ်စိတ်ကိုအမြဲတမ်းတက်ကြွနေအောင်ပြေးတဲ့အဲ့စိတ်နဲ့နေနေပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအောင်မြင်ကြပါစေအေးချမ်းကြပါစေ